ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ extra time ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီမျိုးလေးမှာတော့ Tottenham Hotspur ရဲ့တကယ်ကိုထူးခြားလွန်းတဲ့ပြောင်းရွှေ့တဲ့ကြောင်းအရာတွေကိုထပ်မံပြီးတော့ပြောအောင်မှာပဲဖြစ်ပါတယ်ဆိုတော့သူများတဲ့အကြောင်းအရာတွေပြောရတာလဲတကယ်ကိုအားရရှင်စရာပဲဗျာနော်ကိုသေးနဲ့နိုင်ရှင်ပြီးကြီးလိုက်တိုင်းတရေကြရတာလဲအခါခါမနေတော့ပါဘူး Tottenham Hotspur ကညီကိုတို့သိတဲ့အတိုင်းပါပဲလက်ရှိကွဲလဲပိုင်းအတွက်ဒါမာဒီရဲ့ဖာနာဒက်ပေါင်85တန်းတပတ်လောက်ကပေါင်2သိန်းခွဲเนาะတူနယ်လီเนาะပြောင်းရွှေ့ချေပေါင်တန်း100တပတ်လောက်ကပေါင်2သိန်း9000ခွဲခံစက်မှာဆိုရင်လေမာခိုဆန်စီကိုအလွတ်နဲ့လက်မှတ်ရေးထိုးနိုင်ခဲ့တယ်ပြီးတော့ဘန်နီဘန်ကိုလည်းဘန်ဟက်ကီပေါ့เนาะဘန်ဟက်ကီကိုလည်းလက်ရှိမှာယူတန်း60လောက်နဲ့ခေါ်ထားနိုင်တယ်ရောဘန်ဆန်လိုပလေယာမျိုးလည်းအလွတ်နဲ့လက်မှတ်ရေးထိုးထားနိုင်တယ်ဆိုတော့ Tottenham Hotspur ရဲ့ခေါ်ယူမှုတွေကတကယ်ကိုပြောင်မြောက်ပြီးတော့တော်တော်လေးကောင်းမွန်နေပါပြီခံစပိုင်းပြောကြမလို့တော့ဘူးเนาะမာကိုဆန်စီတို့ဘန်ဟက်ကီတို့ရောက်နေပြီရောဘတ်ဆန်တို့ရောက်နေပြီဘာမှပြောကြမလို့တော့ဘူးကွင်းလယ်ပိုင်းမှာဆိုလေလက်ရှိဒါဂါလင်ဂါတို့ရှိနေတာတော့မှเนาะတခြားသော player တွေရှိနေသေးတာတော့မှသူတို့တွေနဲ့မာဒီယယ်ဖာနာဒက်နဲ့တိုနယ်လီကိုအားဖြည့်ထားနိုင်ပြီဘာမှပြောကြမလို့တော့ဘူးเนาะစပါနဲ့ချက်စီတို့ရဲ့ရှေ့တန်းပွဲစဉ်ကိုကျွန်တော်တပွဲလုံးအပြေးကြည့်လိုက်ရပါတယ်စပါတဲ့တယောက်ရုံနဲ့ချက်စီတင်းကိုအချိန်တော်ကြာကစားခဲ့ရပါတယ်1-1ဆိုတဲ့ position နဲ့စကစားရတာပါစပါတဲ့ရင်ရှူးတာပါအရင်နောက်ချက်စီရှူးတယ်အရင်နောက်မှာစပါတဲ့ဒုရပိုင်းအစလောက်မှာအနေကထိတယ်ဆိုတော့စပါတဲ့တကိုးပြန်သွင်းပြီးတော့1-2နဲ့နိုင်သွားတယ်တကယ်ကိုကောင်းတဲ့နီးပြဒီဇာဘီရဲ့လက်အောက်မှာမာဒီယယ်ဖာနာဒက်တိုနယ်လီနော်ဘန်ဟက်ကီစသဖြင့်ကစားသမားတွေအားလုံးတော်တော်လေးကောင်းမွန်တဲ့အစုအဖွဲ့တစ်ခုနဲ့တော်တော်လေးကောင်းတဲ့လမ်းကြောင်းတစ်ခုကိုဖောက်ပြီးတော့သွားနေပြီလို့ join နေတော့မြင်နေမိပြီဒါကိုစပါတင်ကမပြီးသေးဘူးဗျစပါတင်ကတောင်းနေတယ်မရက်တန့်သေးဘူးစပါကကြီးလေးကြီးတဲ့ပြန်ဝင်လာဖို့အတွက်သူတို့အသေးအံကြိုးစားနေလို့ထင်တယ်အရင်တော့စပါကကြီးလေးကြီးထဲမှာဝင်တရားရောင်အခြေအနေမျိုးတော့ဖြစ်ခဲ့ပြီဒီပြရေးပိုချက်တီနိုလိုက်ထပ်ပေါ့နော်စပါရဲ့အောင်မြင်ဆုံးအချိန်ပဲဆိုတော့အဲ့အချိန်တုန်းကဒါစပါတဲ့ချန်ပီယံလိဖိုင်နယ်ထိတက်ခဲ့တယ်ဒါပရီးမီးယားလိမှာဆိုတော့1-4အမြဲတမ်းပြေးတိုင်းနဲ့ချန်ပီယံလိကိုအမြဲတမ်းကစားနေရတဲ့အသေးသေးဖြစ်ကျွန်တော်မြင်တွေ့ခဲ့ရတယ်အဲ့နောက်မှာစပါတဲ့ပြုတ်ရင်နေပြပြောင်းလဲနေတိုင်ပတ်ရင်နဲ့နောက်ဆုံးတန်းစင်းစုံထဲထိပြီးခဲ့တဲ့နှစ်တုန်းကရောက်ခဲ့တယ်တန်းစင်းစုံကနေအပတ်တကုတ်ကျူးစားပြီးတော့ရုံးကန်ပြီးတော့တက်ခဲ့ရတယ်ဒါမျိုးတွေထပ်ဖြစ်မှာကိုစပါတင်ရဲ့အသင်းပိုင်းချန်စိတ်ပူသွားပုံတော့ရတယ်ကဲလိပြရီဒီစားပြီးမင်းစိတ်ကြိုက်ပြောမင်းဆွဲခေါ်ပေးခဲ့တဲ့အသက်ပဲငါတို့မှရှိတော့တယ်နော်ဆိုတော့မင်းငါတို့ကိုဒီလိုတန်းတက်လာအောင်လုပ်ပေးခဲ့တာဒါမင်းစိတ်ကြိုက်တာပြောမင်းလက်ညွန်ရာရေဖြစ်စေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါလိပြရီဒီစားပြီးရဲ့စိတ်ကြိုက်ကစားသမားတွေကိုငွေပုံပေးပြီးတော့ကိုအသင်းကြီးတွေနဲ့အပြိုင်နော်တိုနယ်လီဆိုရင်မန်စီးတီးနဲ့အပြိုင်ရအောင်ခေါ်ခဲ့တာမာရီယယ်ဖာနာဒက်ဆိုမန်ယူနိုက်တက်နဲ့အပြိုင်ရအောင်ခေါ်ခဲ့တာဗျဆိုတဲ့ကြောင့်နဲနော်ပြိုင်ဆိုင်မှုကြီးတော့မဟုတ်ဘူးဘလို့ပဲပြောဇင်းလုံးမြင့်ပေးလို့ရတာပဲပြောလောကလာစာအများကြီးပေးလို့ရတာပဲပြောဘလို့ပဲပြောစပါတင်ရဲ့အနေထားနဲ့မန်စီးတီးမန်ယူနိုက်တက်တို့ကိုဖိုက်ပြီးတော့ခေါ်ထားနိုင်တယ်ဆိုတာကိုကဂုဏ်ယူစရာပဲစပါတင်အတွက်ဘယ်လိုပြောဒီပြောင်းရွှေ့မှာအများကြီးအာရုံစိုက်ထားတယ်အများကြီးလှုပ်ထားတယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲเนาะဒီအတွက်ကြောင့်စပါတင်နေနဲ့နောက်ထပ်တော့အင်အားဖြစ်တင်မှုတွေနဲ့သူတို့အသင်းကိုပုံမကြီးထွားလာအောင်လို့တိစောက်သွားဖို့ရှိပါတယ်လာမည့်ရာသီမှာစပါကဥရောပဝင်ခွင့်နေနဲ့လုံးဝအကင်းဆုံးနေရာမှာရှိနေပါတယ်ဆိုတော့ပရီးမီးယားလိတစ်ပတ်တစ်ပွဲပဲကယ်ရမယ်ဆိုပေမဲ့အကောင်းဆုံးလူစုပွဲတစ်ခုကိုတိစောက်ထားပါတယ်ဘာလို့လဲဆိုတော့နောက်နှစ်မှာသူတို့1-4ဆိုတဲ့ကြီးလေးကြီးကိုပြန်ဝင်ဖို့ပါဒါကြောင့်မို့ခံစစ်ပိုင်းပြင်ဆင်ထားတယ်ကွင်းလယ်ပိုင်းပြင်ဆင်ထားတယ်ဂိုးသမားတက်တောင်သူတို့ခေါ်ထားသေးတယ်နော်ဘန်လီတဲကနေသူတို့ဂိုးသမားတက်တောင်ခေါ်ထားသေးတယ်ဆိုတော့တိုက်စစ်ပိုင်းလဲစပါတင်ထပ်မံပြင်ဆင်ဖို့အတွက်စီစဉ်မဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောသွားပေးမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့သူများအသင်းရဲ့တရေအကြောင်းအရာတွေကိုပြောရတာပြောရင်နဲ့အားကြယုံတရေကြယုံကလွယ်ပြီးကျွန်တော်ဘာမှမတတ်နိုင်ပါဘူးစပါတင်ကလည်းရှိကျွန်တော်အားကြရဆုံးနဲ့တရေကြရဆုံးအသင်းမှာဘာပဲပြောပေါ့နော်သူတို့အသင်းနေထားတဲ့ဒီလောက်ငွေတော့သုံးရမှာပဲဒီလိုတော့ငွေပုံပေးရမှာပဲဒီလိုတော့လောကလာစာပုံပေးရမှာပဲဒါမှလည်းသူတို့ဒီလိုကစားသမားတွေကိုရမှာလေနော်ဆိုတဲ့ကြောင့်သူတို့နေထားနေတော့သူတို့ကလုံးဝအဆင်ပြေလုံးဝအားရဖို့ကောင်းတယ်သူတို့ရဲ့ဘုတ်ဖွဲ့တွေအသေးအခြေကိုနေပြကြီးဒီစားပြီးအတွက်အပြည့်ဝပံ့ပိုးပေးနေတဲ့ပုံစံမျိုးတွေကျွန်တော်မြင်ရတယ်နော်ဆိုတော့အခုဆိုရင်လေဒါစပါတင်ကဆိုတော့ကျွန်တော်ပြောလို့မျိုးခံစစ်အားပြည့်ပြီးကွင်းလည်းအားပြည့်ပြီးတိုက်စစ်အားပြည့်ဖို့အတွက်လိုအပ်သေးတယ်ဒါကိုစပါတင်မလုံးမှာမဟုတ်တော့
လုတ်သွားဦးမယ်စပါးသင်းခဏစောင့်ဆိုင်နေတာဘာလို့ရင်ကောင်းမလဲဆိုတာစဉ်းစားနေပုံတော့ရတယ်ဗျအခုဆိုရင်စပါးသင်းကဝင်ငါပိုင်းအတွက်သူတို့ရဲ့ဝင်ငါကစားပါတွေဖြစ်တဲ့ဒီကူတက်စတိုကလည်းလက်ရှိချိန်နဲ့အတင်းနဲ့ပူပေါင်းပြီးတော့မကစားနိုင်သေးဘူးเนาะမတ်တဲတို့ကလည်းတကယ်တမ်းပြောမယ်ဆိုဝင်ငါစစ်ကစားမတွေမဟုတ်ဘူးဆိုတော့စပါးသင်းရဲ့ဝင်ငါမှာတိတ်အားကိုးရတဲ့ပလေယာမျိုးတွေတိတ်မတွေ့ရဘူးပေါ့เนาะရောင်းစပါးသင်းနေနဲ့ဝင်ငါပိုင်းအတွက်အားကိုးအားထားပြုတ်နိုင်မဲ့ကစားမနှစ်ဦးကိုစောင့်ကြည့်နေပါတယ်ခေါ်ယူဖို့အတွက်ကြိုးပမ်းနေပါတယ်တဦးကတော့ညီကိုတို့သိပါတယ်မန်စီးတီးသင်းရဲ့ဝင်ငါကစားမှာစာပင်ဟိုပဲဖြစ်ပါတယ်စာပင်ဟိုကစပါးကိုပူပေါင်းဖို့အတွက်အပြည့်အဝကိုအာရုံစိုက်ထားပြီးအပြည့်အဝကိုသူ့မှာဘယ်လိုပြောမအောင်အားစိတ်အားတက်တမှုရှိနေပြီเนาะမန်စီးတီးသင်းနဲ့စပါးသင်းတို့ဇင်းလုံးညှိနှိုင်းမှုအဆင်မပြေလို့သာဒီအပြောင်းရွှေ့မဖြစ်သေးတာဆိုတော့ပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့ကလေးကစပါစာပင်ဟိုခေါ်ရှင်နေတာကြားနေပြီစာပင်ဟိုကလည်းစပါကိုပြောင်းရှင်နေတာကြားနေပြီမန်စီးတီးကဂျားတွေကနေပြောင်းရွှေ့ခြင်းများများတောင်းလိုက်မရောင်းဘူးပြောလိုက်နဲ့ချုပ်ချက်တွေခတ်နေလို့စပါတင်မရသေးတာပေါ့နော်ဆိုတော့ဒီနေ့နွေမှာတော့စပါစာပင်ဟိုကိုရအောင်ခေါ်မှာပေါင်တန်း60လောက်နဲ့ရအောင်မမယ်လို့စပါကကြုံဝါထားတယ်စပါသေးတာလုံနေတယ်စာပင်ဟိုနဲ့အခြေအနေကတော့လုံးဝတိုးတက်တယ်စာပင်ဟိုကစပါကိုပြောင်းဖို့ဆရာတက်တက်မှုအပြည့်ရှိတယ်ပုတ်ကွေးဆိုင်ရာသဘောတူညီမှုနဲ့ပတ်သက်ပြီးတော့ဘာမှပြဿနာမရှိဘူးမန်စီးတီးနဲ့ပြောင်းရွှေ့သဘောတူညီတာနဲ့အပြောင်းရွှေ့ကပြီးပြတ်သွားပြီเนาะဆိုတော့စာပင်ဟိုစပါရနိုင်ပါတယ်เนาะဒါအပြင်စပါတင်နေနဲ့နောက်ထပ်ဝင်ကတယောက်ကိုထပ်ဝယ်ဖို့အတွက်အစီအစဉ်ရှိသေးတယ်လေဗျဆိုတော့လက်ရှိသတင်းတွေထွက်နေတဲ့ပုံမှာကြားရတာတော့အစီအစဉ်ရှိသေးပါတယ်လေဗျကျွန်တော်ကဟာစပါတကယ်လုံနေတာဟာလို့တော့မှဖြစ်သွားတယ်ဆိုတော့နောက်တစ်ယောက်ကဘာလို့လဲဆိုတော့လီဗာပူးအသင်းကနေထွက်မယ်မထွက်ဘူးမတင်ကြနေတဲ့ဂပိုပါဆိုတော့ဂပိုနဲ့ပတ်သက်ပြီးလီဗာပူးကတိတ်မရောင်းရှင်ဘူးလို့တော့သတင်းထွက်ပေမဲ့စပါဂပိုလို့ရှိနေပါတယ်ဂပိုကလည်းလက်ရှိဒါလီဗာပူးအသင်းကနေမထွက်ရှင်ပေမဲ့လီဗာပူးအသင်းမှာသူ့အနေနဲ့ပွဲကစားချိန်လုံလောက်မရဘူးဆိုရင်တော့ဖြစ်ဒါသူ့အနေနဲ့စပါအသင်းကိုပြောင်းရှင်ပါတယ်နော်ပရီးမီးယားလိဂ်ကလပ်မှာပဲသူနေနေတာပါနော်တခြားသောအသင်းတွေကိုတော့သူမပြောင်းချင်ပါဘူးဒါပေမဲ့ဂပိုနဲ့ပတ်သက်ပြီးတော့စပါတဲ့ပြောင်းရွှေ့ခြင်းများစသားတော့သုံးရမယ်ဗျပေါင်တန်း80တို့နော်ပေါင်တန်း90တို့အဲ့လိုမြင့်မြင့်မားသုံးရမယ်ဒါကိုလည်းစပါတဲ့ကသုံးဖို့အတွက်တော့ရည်ရွယ်ထားတယ်လို့တော့ကြားတယ်ဆိုတော့ဘယ်ကနေပတ်စံတွေထုတ်ပြီးတော့ဘယ်ကနေငွေတွေသုံးနေမှန်းတော့မသိပေမဲ့စပါတဲ့ငွေဆောင်ရန်သုံးနေတာကိုတော့မြင်ရတယ်နော်အခုဆိုလည်းသူတို့ဂပိုထက်ဝယ်အောင်မယ်နော်ဂပိုဝယ်ဖို့အတွက်လေသူတို့အလုပ်တွေအများကြီးလုပ်နေတယ်လီဗာပူးနဲ့ဆွေးနွေးနေတယ်ဂပိုဆွဲဆောင်မှုတွေနဲ့ဆွေးနွေးနေတယ်ဆိုတော့ဘာတွေဆက်ဖြစ်လာမလဲကျွန်တော်စောင့်ကြည့်သွားရမယ်စာပင်ဟိုနဲ့ဂပိုတကယ်ရမယ်ဆိုတော့စပါနဲ့ရဲ့ဝင်ကားကတော့လုံးဝ perfect ဖြစ်သွားပြီနှစ်ယောက်လုံးကတကယ်ကောင်းတယ်လီဗာပူးမှမလို့လဲဂပိုကတိတ်ပြီးတော့မထွန်းထွက်မလုပ်ပြနိုင်တာနယ်သာလန်အသင်းနဲ့သူဂပိုဘယ်လောက်ထိလုပ်ပြထားလဲဆိုတော့ကျွန်တော်မြင်ရတယ်နောက်ပြီးတော့ဂပိုကနံပါတ်9လို့လည်းသုံးလို့ရတယ်ဝင်ကားလည်းသုံးလို့ရတယ် Haspeed တွေကိုကျွမ်းကျင်ကစားနိုင်တယ်ဝင်ကားကစားမတစ်ယောက်ဖြစ်တယ်စပါနဲ့အတွက်တကယ်ကိုလုံလောက်စေပါမှာနော်ဆိုတော့စာပင်ညိုလည်းထိုနေတူပဲ Haspeed ကိုကောင်းကစားနိုင်တယ်အမွေနောက်ပိုင်းကစားနိုင်တယ်တော်တော်လေးမိုက်တယ်နောက်ချန်တိုက်စစ်နေနဲ့လည်းစော့နိုင်တယ်ဆိုတော့ကြောင့်စပါသေးအတွက်တကယ်ကိုလိုက်ဖြစ်စေမဲ့ဒါဝင်ကားကစားမတွေဖြစ်တယ်ဒီလောက်နဲ့နေပြီးသွားပြီပါစပါသေးကဒီလောက်ဆိုတော့ရင်မခုန်ပါဘူးကွာလို့ညီကိုတို့ပြောလိုက်မယ်မပြီးသေးဘူးဆရာတို့စပါသေးကဒီလောက်မှနေရက်တက်တော့မှမဟုတ်ဘူးနံပါတ်9 row position အတွက်သူတို့အစောပိုင်းရည်ရွယ်ထားတာက Junior Krupi ဒါပေမဲ့ Junior Krupi ကဒိုင်ယာပြဿနာကြောင့်3-4လလောက်နားရမယ်ဆိုတော့ဘယ်အသင်းကမှသူ့ကိုမရှင်းကတ်ကြတော့ဘူးသူ့ရဲ့ဒိုင်ယာပြဿနာပြန်လဲတက်တာလာတဲ့အချိန်မှာဘုံပေါက်တင်တဲ့သူဒီနေ့100ဒီဆက်ကစားတဲ့စွမ်းဆောင်ရည်ကိုအသင်းတိုင်းကစောင့်ကြည့်သွားကြတော့မှာနော်ခေါ်ယူဖို့တော့မစင်စားတော့ဘူးဒါကြောင့်မို့လဲစပါတင်လည်းမစင်စားတော့ဘူးစပါတင်ကနံပါတ်9 row position အတွက်ထပ်မံတားကပ်ပြောင်းလဲမှုတွေလှုပ်ဆောင်လိုက်ပါတယ်အဲ့ဒါကဘာတူလဲဆိုတော့လက်ရှိဂလာစရေးအသင်းမှာတူရကီကလပ်ကနေရုံထွက်ရှင်နေတဲ့နော်ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေကိုပြောင်းရွှေ့ရှင်နေတဲ့ Victor Osimhen ရှိနေပါတယ်ဆိုတော့ Victor Osimhen ကိုယူတန်း50တန်း60လောက်နဲ့ခေါ်ယူနိုင်မဲ့ခွင့်လန်းမျိုးတွေအသင်းတိုင်းမှာရှိနေပါတယ်ဒါပေမဲ့ဒီကစားသမားကိုခေါ်ဖို့အတွက် Chelsea တင်းကလည်းစိတ်ဝင်စားနေတယ်လို့တော့ကြားတယ် Victor Osimhen ကိုခေါ်ဖို့အတွက် Chelsea နဲ့အတူ Spurs တင်းအားပြိုင်ပြီးတော့ကြိုးစားရလိမ့်မယ်ဒါပေမဲ့တခုတည်ကြတာက Chelsea တင်းကို Osimhen ပြောင်းမယ်ဆိုရင်အဓိက player ဖြစ်ဖို့အတွက် Joao Pedro နဲ့အပြိုင်ကစားရလိမ့်မယ်နော်အဓိက player ဖြစ်ဖို့အတွက်မလွယ်တော့ဘူးဒါပေမဲ့ Spurs တင်းကို Victor Osimhen ပြောင်းလာမယ်ဆိုရင်တော့ Spurs တင်းအတွက်အဓိက main player တိုက်စစ်မှုကြီးဖြစ်နေမှာဗျဆိုတော့ဒါကို Victor Osimhen ဘယ်ရောက်ရွေးချယ်မှာလဲပေါ့နော်ဆိုတော့ Victor Osimhen အတွက်ပုံပြီးရွေးချယ်ဖို့တင်တော်တာ Spurs တင်းလို့မြင်တယ်ဆိုတော့ Spurs တင်းကတကယ် Victor Osimhen ကိုယာသွားအောင်မယ်ဆိုရင်တော့ဖြစ်စဉ်းစားကြည့်လိုက်တော့ Spurs
လာမယ့်နှစ်မှာ Premier League တစ်ပတ်တစ်ပွဲကိုပုံမှန်အနိုင်ရအောင်အကောင်းဆုံးကန်သွားရင်လည်းဖလားတော်တက်သိမ်းသွားမလားပေါ့နော်နီးပြရေးဒီဇာဘီကလည်းတကယ်ကောင်းနေစရာလို့နော်ဇာဘီလိုဆိုနဲ့အားပြိုင်သွားတဲ့နေပြရေးဒီဇာဘီရဲ့နီးစနစ်ပိုင်းလည်းလုံးဝကျွတ်စင်အားနဲ့ပတ်သက်ပြီးတော့ကျွန်တော်အချိန်ရရင်ကျွန်တော် tactical analyze လေးလုပ်ပေးသွားအောင်မယ်နေပြရေးဒီဇာဘီဘယ်လိုရှင်းကတ်သွားလဲ10ယောက်17ယောက်အနေထားမှာဘယ်လိုလုပ်သွားလဲနော်ကျွန်တော် tactical analyze လေးဒါအချိန်ရရင်တော့လုပ်ပေးပါမယ်နော်အချိန်ရတဲ့နေ့ကျရင်ကျွန်တော်လုပ်ပေးပါမယ် easy ပေါ့ဖြည်းပေါ့ဟုတ်တယ်မလားရှင်းစမ်းပွဲစဉ်တွေအများကြီးစော့ဦးမှာနော်ဆိုတော့တနေ့တပွဲမကြုံလဲတပွဲပေါ့ဗျာနော်ဆိုတော့အဓိကကျွန်တော်ဒီဗီဒီယိုလေးမှာပြောချင်တာကတော့ Spa သင်းရဲ့တိုက်စစ်ပိုင်းအားပြည့်မှုတွေလာပါဦးမယ်အားရဲ့တိုက်စစ်ပိုင်းအားပြည့်မှုတွေကလည်းဟင်းကနေဟကနေဖြစ်သွားစေမဲ့တိုက်စစ်ပိုင်းအားပြည့်မှုတွေဖြစ်လာပါလိမ့်မယ်ညီကိုတို့အခုကျွန်တော်ရှင်းပြတဲ့အတိုင်းပါပဲဝင်က2ယောက်နေရာမှာဂတ်ဘိုနဲ့ဆာဗင်ကိုအထောင်တိုက်စစ်နေရာမှာဗစ်တာအော်စင်မန်ဒီ3ယောက်လုံးကိုထက်ရရင်တော့ Spa သင်းကိုထိန်းလို့ခတ်သွားပါလိမ့်မယ်စပါတင်လာမယ့်နေ့ရာဒီပရီးမီးယားလိတစ်ပတ်တစ်ပွဲပဲကန်ပြီးတော့အမှတ်ပြည့်ယူကဖလားယူတော့မှစုခူးသွားနိုင်မလားကျွန်တော်စောင့်ကြည့်သွားရမယ်ပေါ့နော်ကဲတော့ညီကိုတို့ဘယ်လိုမြင်ကြလဲစပါတင်ဒီစုဖွဲ့ကိုတကယ်တီဆောက်သွားနိုင်မယ်ဆိုရင်ကျွန်တော်ပြောသလိုထိမျော်လင့်နိုင်လောက်တယ်လို့ထင်လားဒါမှမဟုတ်ရင်စပါတင်ကစားသမားမြောက်များခေါ်ယူမှုနဲ့ပဲလုံးချပတ်ချရိုက်သွားလိမ့်မယ်လို့မြင်လားဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် comment လေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးခြင်းခုပေးကြဖို့အတွက်ပြောရှင်းပါတယ်ဗျာနော်